အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် PK ပါဒီနေ့ရဲ့ဗီဒီယိုမှာတော့ကျွန်တော်ဒီလက်ဝိတ်ခိုးမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအားပြိုင်သွားမှာဖြစ်တယ်ပေါ့နော်သူကခြေလန်းတစ်ခါလန်းလိုက်တိုင်းမှာဗလာရီတိုးလာမှာဖြစ်ပါတယ်ခင်ဗျဒီအောင်ကွာဂျပိန်လေး let's go နေအောင်ဒီအပိုင်းကျွန်တော်ဗီဒီယိုမတင်ပြတာနေမကောင်းလို့ပေါ့နော်ဘူးဆိုကလိုင်းလိုက်မှာကွာရှုပ်လာခဲ့no robot let's go မာတော့ပစ္စည်းလေးနဲ့ try ရမှာတော့ပြေးနေမှာရမှာဗျဒါရတော့ Viva Fight ဒီမှာနော်ဒါဆိုရင်တော့အန်တော့လောက်အောင်လို့ရကဲ let's go တော့ဒီမှာဂျီဘေးစီကွာဂျီဘေးဒီကောင်းကြီးကိုတော့ဒီကလေးတွေကိုနိုင်ပြီးနဲ့ကောင်းတယ်ဟာပြန်တော့ကိုရရှယ်ကလေးရတာဟာဖုံးအေးဆေးပါညီလေးရနော်ဖိုင်ဝင်းရသွားပါပြီကျွန်တော်တို့ကပြင်းလောက်ရမှာနော်အဲ့ဒါဒီမှာကျွန်တော်ဒါရသွားပါပြီရွှေရောင်ဒီဟာဆိုရင်25မှာနော်ရွှေရောင်ရတော့ပါရရင်မင်းကပြီးတော့ဒီကောင်းနဲ့ပြန်လာရှက်ကလေး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 အေးဖုံးရှက်ကလေးရတာဟာအေးစေးပါပစ်ပူလီနော်မင်းကလေးတော်တော်နိုင်ကြီးတော့ပူလီကောင်းမယ်မင်းဒီကောင်းနဲ့တော့မကြိုင်သေးဘူးကွာဖလား15ခုပဲယူလိုက်10ရောက်တော့ကျွန်တော်ယူလိုက်မယ်2H mask အခုတော့ one review ဆိုဟိုကလုံးလို့ရပြီဗျ let's go တော့ဒီရောက်အန်လောက်လိုက်မင်းဒါဆိုရင် special နော် special ဘာလို့မဆယ်ဘလောက်ရောက်သွားပြီပြန်မကြည့်ရတယ်ဒီက level 15မှာမင်း AC ဖြစ်သွားပြီမင်းပတ်စံ AC ရှာ 5k တော့ဟိုကောင်နာမတော့လာအေးဆေးပါကြီးလေး15လုံးတော့ဘာလို့ယူရမှာတော့ကောင်းနဲ့ချတော့ရှုံးတယ်ဗျโอเคအဲ့ဒါကျွန်တော်40ယူပြန်လိုက်မယ်နော်ဟာလိုက်နဲ့ဟို190ရောက်လာပြီပြီးတော့ကျွန်တော်အကျူးလုပ်လို့ရပြီပေါ့နော်စနစ်မှာဆိုတော့ let's go 25မှာဆရာလိုသေးရပြည့်ရတော့ Viva လေးလောက်လိုက်ပါမယ်လုံး Viva 2ကိုရောက်သွားပါပြီ let's go 20တော့ရောက်နေပြီပြီးရင်ဥသွားဖောင်းကောင်းလို့စဉ်းစားလာကွာမဆောင်းလိုက်ပါမယ်အခုတော့ဒီကောင်းလေးမင်းသိပြီးတော့မှတော့ကောင်းလေးဒီကလေးဆရာတို့ကဖြည်းဖြည်းပဲပေါ့မင်းဖြည်းဖြည်းပဲနိုင်တရားဝင်မင်းတို့တော့ရှုပ်လို့မရအောင်နော်ဖို့လို့ကြီးဖလားလေးထည့်ရပါတယ်တို့ဒါလေးတွေကတော်တော်လေးလို့သေးရဲ့ဗျဒီထဲမှာတနားကြီးလောက်ကိုနေမှရ195 kg ပေါ်နေလေးတော့စောင့်လိုက်မယ်ရောက်ဒီထဲမှာမင်းစကဘလိုးပဲစားမှာမင်းမစစ်ပွဲကောင်အများကြီးရှိရကွာမင်းသေးပြီးတော့မလိုက်တော့ဒါကမှဒါဆမ်းမှာခိုင်းဂျင်းဘူးဆိုတဲ့ကောင်ခုတော့လည်းငါနဲ့တွေ့ရင်ရှုံးမလားညီလေးရတင်းတော့ဗလာသားရ300ရတော့ပြီလားအဲ့ဆိုရင်တော့ကျွန်တော်ကတော့ equipment အဲ့ရ3ခုမြောက်ဟာတော့ရပြီဟာကောင်းပြီတော့နည်းလေးတော့ရချက်တော့လာလာနိုင်ပါလားကင်း
ဘောစားခလာကင်းဘောစားလားမင်းဘောင်းစီကျွမ်းတယ်ပေါ့1 million နဲ့မိတ်ဆက်တယ်ကြောက်လေးရတစ်ကေဆိုတော့ equipment ကဟိုအားရောက်တော်လေးလို့တွေက free ကလည်းရတော့မှာပါခဏနေ2မိနစ်လောက်ထပ်စော်ရတယ်2မိနစ်လည်းရတယ်လာဆက် BJ လို့ BJ 1 million တော့တော်တော်မင်းနဲတဲ့နေထားရမောင်များတဲ့နေထားဒါခဏစောင့်လိုက်ပြန်ရောက်လာပါပြီကျွန်တော်တို့ဟိုကောင်းရုံနဲ့နိုင်ဝိုင်းပါတော့ပြီးတော့ဒီမှာလဲဒါရတော့မယ်ကောင်းနဲ့နောက်ပိုင်းကျရမှာပေါ့နော် let's go ရောက်နေချီ2.5ပြီမောင် okay ကျွန်တော်ရောက်ပါပြီရောက်ပြီဆိုရင်တော့ river လေးလောက်လိုက်ပါမယ်ဒီကလုပ်ပြီးကျွန်တော်စဉ်းစားထားတစ်ခုရှိပါတယ်ဗျဟိုအဲ့ဒါတော့ထောက်မှဖြစ်ပါတယ် let's go ဟိုအော်ဒီကောင်လေးတော့ပေါက်တယ်နော်ဒီကောင်လေးတော့ပေါက်လို့ရတယ်လို့နောက်တစ်ခေါက်ဒီကောင်မဲ့ထပ်ပေါက်ပါတယ်ကျွန်တော်နောက်ထပ်ချစ်ကန်လေးထပ်ပေါက်ပါတယ်ကျွန်တော်နောက်တစ်ခါပဲရတော့ဘူးဒီခေါက်ကတော့ rare လေးပေါက်လို့ပေါ့နော်နောက်ဆုံး3 point ကျတော့rare လေးပဲထပ်ပေါက်ပါတယ်နောက်တစ်ခါတော့ထပ်ပြီးတော့ဖောက်လို့ရသေးတယ်4လေးပေါက်ပါ4ကကျွန်တော်မှရှိပြီးသားဗျrare လေးပေါက်ပါတယ်ဒီ3လေးလို့ပြောတာကွာပြောတော့မင်းမပြောတော့မင်းကအဲ့ဒါမင်းငါ့ကိုပူကျိုးနေအောင်လုပ်နေတာဒါလေးပေါက်လိုက်တော့ဘာဖြစ်မှာမို့လို့စိတ်တူလာပြီကွာရှိတော့ဦးတော့ငါပဲဖောက်လို့ရတော့မှာလီပေါက်လာလေပေါက်ချမ်းပါလို့ချစ်ကင်းနဲ့ဘာသာမလောက်တော့ဘူးကွာနေစက်ကကြည့်ရောကြော့ဒီကောင်ထားမယ်ဒီကောင်ဖြုတ်ဒီကောင်ထားဖြုတ်ကွာဒီကောင်ထားတော့ထက်ထားပြီးတော့မိုက်ကုန်းလေးကိုဆင်းလို့ပါဒီကောင်နဲ့ပြောလားဒီကောင်ကြီးရပါတယ်စကူဘလို့ရေဒီခေါက်ကျွန်တော်ဟိုကပွင့်သွားပြီပေါ့နော်ရောက်ရေးမင်းတို့မေးလို့တက်လာလေ50မှာလားရောက်50ရှယ်တက်လာတယ်မင်းတော့ရှုံးနေရအောင်ဒီချေကြီးရောက်မီလီယံချီသွားကြီးလေရောက်level 50 AC ရောက်မဲ့ပုံစံပေါ့လို့ပါဖြည်းနေလိုက် Oh my shit လို့နောက်ထပ်နိုင်ရွာလောက်ဆိုဒီကောင်ရ2 million လောက်ရှိသွားတယ်တက်တန်လေးလာတယ်ခုကျွန်
ကျွန်တော်ဆော့နေတဲ့ထဲမှာကျွန်တော်နဲ့တည်ရသူပါလာဗျအပိုင်ကောမန်တွေမှာဝင်ရေးခဲ့46တောင်ရောက်သွားပြီဗျဘရိုကျွန်တော်ဟိုကောင်တိုက်ချင်လေးရဒီကျေးမင်းတော့ကအေးစိရောက် body grant ဆိုတဲ့ကောင်အေးစိမီလေး2.5 million 25 million ဒါပြီးရင်ပြီးပြီကွာ why ဒီကောင်ယူလိုက်မယ်ဒါပဲမင်းပြီးမကြည့်ဒီကောင်ဆို 50k နော်ရတယ်ရောက်မင်းဟိုမှာ 2.5 ရောက်သွားတယ်ရအေးစိပေါ့ကွာ都讲你了哇 AC 50 million ပြေးလာမလို့ရောက်ပြေးဦးဟာဘာဖြစ်တော့နိုင်မကောင်းဘူးကွာကဲအားလုံးပဲဒီဗီဒီယိုလောက်ပါပဲချိုင်းနေတဲ့လူတွေကိုကျွန်တော်အရင်ကျေးဇူးတင်ပါတယ်တယောက်ချင်းစီအားပေးသူတွေအရင်ကျေးဇူးတင်ပါဒီနေ့ရဲ့ဗီဒီယိုလောက်ပါပဲကဲအားလုံးပဲ bye bye